အားလုံးပဲမင်္ဂလာပါကျွန်မဟိုတနေ့ကဗီဒီယိုလေးမှာကျတော့ခြေထိုးနည်းလေးကိုသင်ပေးပြီးပေါ့နော်အဲ့ဒါဆိုရင်ဒီကနေ့ကကျတော့ကျွန်မတို့တိုင်တူထိုးနည်းလေးကိုသင်ပေးမှာပေါ့နော်အဲ့ဒါဆိုရင်တိုင်တူထိုးဖို့အတွက်ကိုကျွန်မတို့ကပါလေးသုံးမလဲဆိုတော့ဒါကကျတော့5 prime ပေါ့နော်မစ်ခေါ်တော့5 prime ပါဒါကကျွန်မကျတော့အဆက်လေးကိုကျတော့355လေးကိုသုံးပြီးတော့နည်းနည်းလေးမြင်ရအောင်မလို့355ကိုသုံးပြထားပေးတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်မတို့တိုင်တိုလေးထိုးပြပေးဖို့အတွက်အရင်ဆုံးအခြေခံဖော့မီလေးကိုအရင်ထိုးပါမယ်အဲ့ဒါအတွက်အခြေလေးကိုဟိုတနေ့ကပြောထားသလိုမျိုးပဲဒီလိုလက်ဖမိုးဘက်ကနေပြီးတော့လာပြီးရင်ဒီလိုလေးသွားပြီးရင်တပတ်ရှည်ပြီးတော့မှဒီလိုလေးသွားမယ်အဲ့ဒါဆိုရင်ဒါကြောင့်ကျွန်တော်တို့ခြီကိုင်တဲ့အနေပေါ့နော်ခြီကိုင်တဲ့အနေပြီးတော့မှဖော့မီမဟုတ်ဘူးပေါ့နော် green ရှင်လေးကိုလုပ်မယ်ပေါ့နော် green ရှင်ထိုးဖို့အတွက်ကိုအောက်ကနေသွားမယ်တပတ်လက်မယ်ပြီးရင်နောက်တပတ်ပြီးတော့မှဒီလိုလေးအောက်ကနေယူပြီးတော့လာပါမယ်ပြီးရင်ဒီဟာလေးကိုသွားဒါဆိုရင်ကျွန်တော်တို့ green ရှင်လေးလောက်တာပေါ့နော် green ရှင်လေးလောက်ပြီးပြီဆိုရင်ပို့အတွက်အောက်ကနေယူမယ်လာမယ်အောက်ကနေယူမယ်လာမယ်အောက်ကနေယူမယ်အောက်ကနေယူပြီးတော့ပဲခြေလေးတွေကိုထိုးသွားပါအခုကျွန်မထိုးနေစားဆိုရင်၄ချက်ပါ5 6 9လေးကိုမှကျမတို့ကတိုင်တိုလေးထိုးဖို့အတွက်ကိုဘာလုပ်ရမလဲဆိုရင်ခြေနှစ်ခါသွားပါမယ်ဒါကျမ20ပြည့်တဲ့နေရာမှာပေါ့နော်ဒါ20ပြည့်တာနော်အဲဒါဆိုရင်သူ့လေးမှတ်ထားပြီးတော့ဒါပါဒီလိုလေးလာပြီးတော့ဒီအောက်ကနေပဲပြန်ယူမယ်ပေါ့နော်ဒီမှာမြင်လိုက်ရလားမသိဘူးဒီမှာနော်20ပြည့်တဲ့ကွက်မှာအကလေးကိုထိုးပြီးရင်အောက်ကနေခြေလေးကိုယူလာမယ်ပြီးရင်အဲ့ဒါဆိုရင်ဒီလိုမျိုးခြေးလေးတွေထိုးပြီးသွားပြီဆိုရင်ကျမတို့ဒီလိုမှာနော်ဒီချင်းလေးဒီလိုထွက်နေတဲ့အပေါက်လေးကိုကြတော့မထိုးပေါ့နော်သူ့ထားခဲ့မယ်ထားခဲ့ပြီးရင်ဒီတစ်ခွက်ကြော်မယ်ဒီမှာနော်ဒီကကြတော့ဒီကျိုးလေးထွက်နေတဲ့ပေါက်အဲ့ဒီပေါက်ကိုမထိုးဘဲနဲ့သူ့ရဲ့နဘေးမှာဒီလိုလေးထိုးမှာအဲ့လိုလေးထိုးပြီးတော့ဒီလိုလေးသွားပါမယ်အဲ့ဒါဆိုရင်ဒီလိုလေးရလာပါမယ်ပြီးရင်နောက်ထပ်သွားမယ်ပြီးရင်နောက်ထပ်သွားပါမယ်ဒါဆိုရင်ခြေတစ်ခုကိုတိုင်တူတစ်ခုရတယ်ပေါ့နော်ခြေကကိုက15ခုထိုးထားတယ်ဆိုရင်တိုင်တူ15တိုင်ထွက်လာပါမယ်ဒါဆိုရင်တိုင်တူလေးတွေထိုးတာပါဒါမို့လို့တိုင်တူကကြတော့အခါ20ထွက်လာမှာပေါ့နော်အဲ့ဒါဆိုရင်ကျမတို့အစုပ်သေးကိုထိုးသွားမယ်ပေါ့နော်ပြီးရင်တစ်ချက်တော့ပြန်ကြည့်ပါမယ်ဟုတ်ကဲ့ဒါကြတော့ကျမတို့ဒါတိုင်တိုလေးအခါ20ထိုးပြီးတဲ့ရက်လက်လေးပေါ့နော်အဲ့ဒါဆိုရင်ကျမတို့ကဒါတိုင်တိုလေးတဒန်းထိုးပြီးပြီပေါ့နော်အခုမှတဒန်းပြီးတာအဲ့ဒါဆိုရင်နောက်တဒန်းကိုတက်ဖို့အတွက်ဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ခြေတစ်ခါထိုးပါဒီမှာခြေလေးတစ်ခါထိုးလိုက်တယ်နော်ခြေလေးတစ်ခါထိုးလိုက်ပြီးပြီဆိုရင်ဒီလိုမျိုးဖြစ်နေတာလေးကိုဒီဘက်ကိုလှည့်လိုက်ပါအဲ့လိုလေးလှည့်ပြီးတော့ကျမတို့တိုင်တိုလေးကိုဒီအပေါက်ကနေပဲစပြီးတော့ထိုးမယ်ပေါ့နော်တိုင်တိုလေးထိုးဖို့အတွက်ကိုသူ့အထဲကိုဝင်ပြီးရင်ဒီလိုလေးအဲ့ဒါဆိုရင်တိုင်တိုလေးတစ်တိုင်ရပါပြီအဲ့ဒါဆိုရင်နောက်ထပ်တစ်တိုင်ထိုးဖို့အတွက်ကိုဒီလိုလေးယူဒါဆိုရင်တိုင်တိုနောက်တစ်ခါတိုင်တိုနောက်ထပ်တစ်ခါတိုင်တိုဒီလိုပုံစံလေးတိုက်ပဲเนาะတဒန်းပြီးရင်ခြေတစ်ခါထိုးမယ်ပြီးရင်လက်ကလေးကိုလှည့်ပြီးတော့ဒီလိုလေးဆက်ပြီးတော့ထိုးသွားမယ်ပေါ့เนาะကျမရဲ့ဒီနေ့တိုင်တိုထိုးတဲ့နီးလေးကိုကြတော့လောက်နဲ့ပဲအဆုံးသတ်မယ်ပေါ့เนาะအဲ့ဒါရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်